ကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါနော်29ရက်နေ့မနက်တော့ကိုစိုက်လေးနည်းနည်းပြတော့အခုအလောက်ကပြန်ရောက်ချင်းပေါ့ရေလည်းမချိုးရသေးဘူးထိုင်းနိုင်ငံအရန်ပူတယ်ပူတော့အင်ကြီးချွတ်ထားမနက်29ရက်နေ့ပြီးသွားပြီပေါ့နော်ဒုတိယတော့29ရက်နေ့ဆိုရင်ဒီလ28ရက်သက်ဆိုတော့1ရက်နေ့ချက်ထွက်မှာမနက်28ရက်နေ့လောက်ကိုကျွန်တော် 3D ပေါ့နော်ဒီချက်ကနန်းလဲကျွန်တော်လက်တော့ဆိုင်လေးနဲ့တင်ပေးပါဦးမယ်လက်တော့ဆိုင်လေးနဲ့တင်ပေးဦးမယ်2D ကတော့ဒီ29ရက်နေ့မနက်အတွက်ပဲကျွန်တော်ဒီလက်တော့ဆိုင်နဲ့ချပြမှာပါကျွန်တော်အချိန်လည်းမရပါဘူးတကယ်ဆိုရင်ကျွန်တော်ဒီအလုပ်တွေကိုသိပြီးတော့မလုပ်ချင်တော့ဘာလို့လဲဆိုတော့ကိုကစီစဉ်တာနဲ့ကိုကြီးကိုကြောင့်အရှုံးတွေလည်းများမှလည်းစိုးတယ်ပေါ့နော်ကျွန်တော်လုံးမိုင်းနေမှန်တာများပြီးတော့ပောက်ကဖြစ်တာနည်းတယ်ပေါ့အဲ့လိုတွေဖြစ်နေတာဒါပတ်သီးသမားလေးဆိုရင်လည်းအဆင်ပြေပါတယ်ဒီမှာတစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်အထိအောင်ကျွန်တော်လုံးမိုင်းနေမှန်ခဲ့တယ်ဒီ4နှစ်တစ်ကြိမ်ပဲကျွန်တော်ပောက်ကဖြစ်တယ်ပေါ့နော်ဒီတစ်ထိတ်မှလည်းတစ်ထိတ်ဆွဲတဲ့လူရကြတယ်ပေါ့ဒီတစ်လေးမှလည်းကျွန်တော်အဲ့ဒီတော့3ညထိတ်3ထိတ်ယူပြီးတော့4ပိတ်ကိုတစ်ချက်တည်းပြခဲ့တယ်ဒါပေမဲ့4ပိတ်က2ချက်ပေါ့2ချက်ရှိတယ်အဲ့4ပိတ်2ချက်ကိုကျွန်တော်2ချက်လုံးမပြခဲ့ဘူးဒါပေမဲ့ဟိုနေဒီလက်တော့ဆိုင်နဲ့ချပြတဲ့ဗီဒီယိုမှာတော့3ည4 main ကွက်ပါတယ်ပေါ့နော်ဒီကျွန်တော်ကတ်နဲ့တင်လိုက်တဲ့အထဲမှာ3 4 3ညခွန်3ည4 3 4ပေါ့ main ကွက်ယူထားတယ်အဲ့တော့ကျွန်တော်4နောက်ပိတ်ကိုကျွန်တော်အားပြုထားတာဖြစ်ပါတယ်အဲ့တော့တကယ်ဆိုရင်ကျွန်တော်ဒီထိုင်းနိုင်ငံမှာအလုပ်လုပ်နေတာဆိုတော့တစ်လကို16,000 15,000ထွက်ပါတယ်ဗမာငွေနဲ့ဆိုရင်ကျွန်တော်30ဝန်းကျင်ရပါတယ်စားပြီးတောက်ပြီးတော့မဟုတ်ဘူးနော်တကယ်ဆိုရင်ကျွန်တော်ဝင်ငွေနဲ့ကျွန်တော်အဆင်ပြေပါတယ်ဒီဝင်ပြီးနေတဲ့အလုပ်ကြီးကိုကျွန်တော်တကယ်ဆိုရင်လည်းမလုပ်ချင်တော့ဘူးကျွန်တော်ခွာချလိုက်ချင်ပြီပေါ့ဒါမှကျွန်တော်အားပေးနေတဲ့မိတ်ဆွေများလည်းရှိနေတော့ကျွန်တော်ကြည့်ပေးနေရတာဖြစ်ပါတယ်အဖွဲ့ဝင်ခေါ်တာတော့ကျွန်တော်ကလေးမုံဖို့ပေးဖို့ပေါ့နော်အဲ့ဒါပဲရှားတာပါအဲ့တော့ TikTok မိတ်ဆွေများလည်းကျွန်တော်အကောက်ကို follow လေးလုပ်သွားဟာလား comment လေးရေး like and share လေးလုပ်သွားပေါ့နော် YouTube ကမိတ်ဆွေများလည်း YouTube ကကြတော့ဟိုနေအားပေးမှုအများများတယ်ပေါ့ဒီ TikTok ကကြတော့အခုအကောက်တစ်ဆိုတော့လူကသိမသိသေးကြအောင် site တစ်ခုတွေးဖို့ဆိုတာ site တစ်ခုချပြဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်ပြောချင်တာဒီလိုရိုက်ပြတယ်ဆိုတာက site ကိုအရင်ကြည့်ရသေးတယ်ဘယ်စရာဖြစ်ဖြစ် site ကိုအရင်ကြည့်ပြီးမှကြိုက်ပြီဆိုတော့မှဒီလိုချပြရတာဘယ်သူမှဒီလိုရမ်းတမ်းပြီးချပြလို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဟောနေပေါ့ဒီ TikTok နဲ့ရိုက်တာဆိုတော့ကျွန်တော်10မိနစ်လေးပဲယူထားတာပေါ့10မိနစ်ကျို့အများဆုံးရှိရမှ6မိနစ်9မိနစ်လောက်ပဲရှိမှာစိုက်ကခဏလေးပဲပြမှာအဲ့တော့ TikTok ကမိတ်ဆွေများလည်း like and share လေးနဲ့နော် comment လေးရေးထားအသေးလေးပေးပတ်စံလည်းမပေးရဘူး follow လေးလုပ်သွားတာလည်းပတ်စံမပေးရဘူးပတ်စံလည်းကုန်တာမဟုတ်ဘူးနော်အဲ့တော့ညနေကကျွန်တော်ဒူးဖို့မတင်တော့ဘူးလို့စဉ်းစားထားတာပေါ့နော်ဒူးဖို့မတင်လိုက်ရင်လည်းဟိုပောက်ကဖြစ်သွားမှလည်းစိုးတယ်ပထမပို့နေပဲထားလိုက်တော့မလို့ဒါပေမဲ့မတင်ကားလို့ကျွန်တော်ထပ်တင်ပေးလိုက်တာဒီလေးထိတ်ကကျွန်တော်တင်ပေးလိုက်တာဒူးဖို့မှတစ်ဆိုင်ပေါ့နော်ဒါပေမဲ့ဒူးဖို့ကြတော့ဟိုနေ3နောက်ပိတ်ကိုကျွန်တော်အားပြုထားတယ်ပေါ့ဒီပထမပို့မှာတော့4နှစ်ကိုပါတယ်ပေါ့နော်အဲလေးထိတ်နဲ့ကျွန်တော်အားပြုထားတယ်အဲ့တော့ तू ကဘယ်လိုလေးထိတ်ကြတာလဲဆိုတော့ကျွန်တော်ဆွဲပြထားတဲ့ site ကဒီနှလုံးခွန်ဒီနှလုံးခွန်လေးထိတ်ပြီးတဲ့အခါကျတော့ဒီနှလုံး5ဆိုရင်လည်း4ထိတ်ဒီနှလုံး3ဒီနှလုံး4ဒီနှလုံး5ဆိုရင်လည်း4ထိတ်အဲ့တော့ကျွန်တော်ကဒီ49ရဲ့4ခွန်ရဲ့ main ကွက်ထည့်ထားတယ်ပေါ့နော်အဲ့တော့ဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3ဆိုရင်2နောက်ပိတ်ဒါကိုကျွန်တော်တိတ်မကြိုက်လို့ပေါ့ရန်ကုန်ထဲထည့်ပေးလိုက်တာပေါ့အဲ့လိုပုံစံမျိုးဖြစ်သွားတာပေါ့နော်ဒီခွာပေါင်းနှလုံးပေါင်းချင်း1ဒီခွာပေါင်းက2ဒီခွာပေါင်းက3ဟုတ်လား1 2 3ဆိုရင်လည်း2နောက်ပိတ်အဲ့တော့4နဲ့သူချသွားတယ်အဲ့တော့မနက်က1 4
လေးကျသွားတယ်လေးနောက်ပိတ်ဆိုင်ကိုတစ်ချက်ပြန်ကြည့်အောင်ကျွန်တော်ပြတဲ့ဆိုင်ကဒီနှလုံး9ကနေပြတာပေါ့နော်အမှန်ကဒီနှလုံး9ကနေစပြမှာဖြစ်ပါတယ်ဒီနှလုံး9ကိုဒီနှလုံး9လို့ဖြစ်တယ်ဒီနှလုံးခွန်ကိုဒီနှလုံးခွန်လို့ဖြစ်တယ်ဒီနှလုံး4ကိုဒီနှလုံး4လို့ဖြစ်တယ်အဲ့တော့ဒီနှလုံး4ကိုဒီနှလုံး4ဆိုပြီးတော့ဟာ၄နောက်ပိတ်ပြီးတော့နောက်တစ်ချက်၄နောက်ပိတ်ကဒီနှလုံးပေါင်းခြင်းက3တပင်2ပင်3ပင်ကျော်မှာဒီနှလုံးပေါင်းခြင်းက3တပင်2ပင်3ပင်ကျော်မှာဒီနှလုံးပေါင်းခြင်းက3ဆိုတာကိုကျွန်တော်မပြခဲ့ဘူးဒီနှလုံးပေါင်းခြင်း3ဆိုရင်ဒါ၄နောက်ပိတ်အဲ့တော့ကျွန်တော်3ညထိပ်3ထိပ်ယူထားတယ်အဲ့3ညထိပ်ကိုပို့ကြိုက်သွားတာပေါ့နော်ပတ်တီးကိုကျွန်တော်မပြောလဲအောင်3ညထိပ်ကိုကျွန်တော်လည်းအားပါသွားတာပေါ့အမှန်မှာတော့3ညထိပ်ရဲ့၄နောက်ပိတ်ရဲ့ကျွန်တော်အားပြုထားတာဖြစ်တယ်အဲ့တော့3ညထိပ်4ထိပ်ဆိုတော့ကျွန်တော်3ည4 3 4ကျွန်တော်မိန်ခွက်ထည့်ထားတာဖြစ်တယ်ကျန်တာတော့ကတ်ဆရာမရှိလို့ကတ်မပေးလိုက်ဘူးအဲ့တော့ तू ကတစ်ထိပ်ကျသွားတဲ့ site က तू ကလည်းကောင်းပါတယ် तू တစ်ထိပ်ကျသွားတဲ့ site ကဒီမှာဒီနှလုံးပေါင်းခြင်း9ကို तू ကဒီနှလုံးပေါင်းခြင်း9လို့ဖြစ်တာဒီနှလုံးပေါင်းခြင်းခွန်ကို तू ကဒီနှလုံးပေါင်းခြင်းခွန်လို့ဖြစ်တာဒီနှလုံးပေါင်းခြင်း4ကို तू ကဒီနှလုံးပေါင်းခြင်း4ဆိုပြီး तू ကတစ်ထိပ်ဝင်လာတာအဲ့တော့29ရက်နေ့မနက်ကိုသွားမယ်ဆိုတော့ဒီနှလုံး3ဒီနှလုံး4ဒီနှလုံး5ဆိုရင်ခွန်ထိပ်ဒီနှလုံးပေါင်းခြင်းက3ဒီနှလုံးပေါင်းခြင်းက3ဒီနှလုံးပေါင်းခြင်းက4ဒီနှလုံးပေါင်းခြင်းက4အဲ့တော့ဒီနှလုံးပေါင်းခြင်းက5ဒီနှလုံးပေါင်းခြင်း5ဆိုရင်ခွန်ထိပ်ခွန်ပတ်သီးနော်ခွန်ပတ်သီးလို့ပြောလိုက်ပြီအဲ့တော့ကျွန်တော်ခွန်တစ်လုံးပဲခွန်ထိပ်တစ်လုံးပဲကင်လိုက်မယ်အဲ့တော့ရေကင်လိုက်တော့မယ်ဟာပေါက်ကွက်ဖြစ်ရင်လည်းဖြစ်မဖြစ်ရင်လည်းသွားပါတော့အဲ့ဒီနှလုံး3ဒီနှလုံး4ဒီနှလုံး5ဆိုရင်လည်းခွန်ထိပ်အဲ့တော့ခွန်ထိပ်က2ချက်ဖြစ်သွားပြီနော်ဒီနှလုံး3ဒီနှလုံး3ဒီနှလုံး4ဒီနှလုံး4ဒီနှလုံး5ဒီနှလုံး5ဆိုရင်လည်းခွန်ထိပ်2ချက်ဖြစ်သွားပြီအဲ့တော့နောက်တစ်ချက်ကဒီနှလုံး3ဒီနှလုံး2ဒီနှလုံး1ဟလာ3 2 1ဆိုရင်လည်းခွန်ထိပ်နော်အဲ့တော့ခွန်ပတ်သီးပေါ့နော်ခွန်ထိပ်ကို3ချက်ပြထားတယ်ဒါပေမဲ့ကြားမကြတော့မသိဘူးဘယ်လိုလာမဲတော့ဘယ်လိုလာမဲမှန်းလဲကိုကမသိသေးဘူးပေါ့နော်အဲ့တော့ကိုအမြင်ရပေါ့အဲ့တော့ဒီနှလုံးခွန်ဒီနှလုံးခွန်ဆိုရင်3နောက်ပိတ်အဲ့တော့နောက်တစ်ချက်ကဒီနှလုံးပေါင်းခြင်းက6ဒီနှလုံးပေါင်းခြင်းက6ဒီနှလုံးပေါင်းခြင်းက6ဆိုရင်4နောက်ပိတ်အဲ့တော့ကြံတဲ့အထင်မြင်လေးတွေကတော့ကျွန်တော်လိုက်မပြတော့ဘူးเนาะအဲ့အထင်မြင်လေးတွေကြံတဲ့အထင်မြင်လေးတွေကကျသွားရင်တော့ကျွန်တော်လည်းမတတ်နိုင်ဘူးပေါ့အဲ့တော့ဗီဒီယိုလေးအဲ့7မိနစ်လုံးပြည့်သွားမှကျွန်တော်တို့7မိနစ်လုံးအပြည့်လဲကျွန်တော်မပြဘူးပေါ့နော်ပြစရာလည်းမရှိဘူးအဲ့တော့ထွေကာရီတဲမပြတော့ဘူးပေါ့အဲ့တော့29ရက်နေ့မနက်ကိုခွန်4ခွန်3ခွန်8မိန်ခွန်1ခွန်6 989623ရန်ပေါ့နော်ကဲအားလုံးပဲကံကောင်းကြပါစေ